ကဲအားလုံးပဲဒီတစ်ပတ်မှာတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကတော့ချန်ပီယံလိကစားဖို့ရှိတယ်ပေါ့နော်ချန်ပီယံလိပွဲကိုကျွန်တော်တို့အသင်းအနေနဲ့မာဆေးအသင်းနဲ့အဝေးဝင်မှာတွားရောက်ကစားရမယ်ပေါ့နော်ဒီတဲ့အတိုင်းပဲကျွန်တော်တို့လီဗာပူးအသင်းကကိုကတန်ပွဲစုံ၅ပွဲမှာ၄ပွဲထိတောင်တေးကြတာတပွဲပဲနိုင်တာတပွဲနိုင်တာလည်းဟို FA ကတည်ရမလားဘန်စလီကိုပဲနိုင်တာဗျာအဲ့ဒါဆိုတော့ဒီပွဲမှာလည်းတော်တော်လေးရုန်းကန်အောင်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီပုံစံအတိုင်းကိုမပြောင်းလဲဘူးဆိုရင်တော့ကျွန်တော်ကတော့နိုင်ဖို့လွယ်မယ်လို့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့မာဆေးအသင်းကလည်းအခုတော်တော်လေးရှည်ဆွားနေတဲ့ထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအခုကျွန်တော်တို့ဒီချန်ပီယံလိပြိုင်ပွဲမှာဆိုရင် तू က6မှတ်ထိဟိုဒါအခု6ပွဲကန်တယ်ဗျာ6ပွဲကန်တဲ့အချိန်မှာ तू က9မှတ်ထိရထားတယ်ကျွန်တော်တို့လီဗာပူးအသင်းကတော့12မှတ်ပေါ့နော်အဲဒါဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အိမ်ခွင်းမှာကန်ရတဲ့အတွက်ကြောင့်မို့လို့ तू ကတော့အမှတ်ကိုလိုက်မှာပဲလေအဲဒါဆိုတော့သူတို့အိမ်ခွင်းမှာနိုင်ရင်ဟိုကျွန်တော်တို့ ਨੇ အမှတ်တူတူဖြစ်သွားမှာသိရမလားအနည်းဆုံးများကျွန်တော်တို့နိုင်ရင်တော့မှပဲ तू မရောက်ဘူးဆိုရင်တော့အဆင့်30 9တို့အဲ့ဒီကိုရောက်နိုင်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့တော်တော်လေးရုန်းကန်လဲဦးမယ်လို့တော့ထင်တယ်အဲဆိုတော့ကျွန်တော်တို့ရဲ့ဒီလီဗာပူးလိုင်းလေးတစ်ချက်တွားကြည့်မယ်ပေါ့နော်ကျွန်တော်ကတော့ဘုသမားနေရာမှာတော့တည်တဲ့အတိုင်းပဲအလီဆင်ဘက်ဖက်ရမယ်ကျွန်တော်တို့ရဲ့လိုင်းကမပြောလည်းသိပါတယ်အားနဲ့ဆက်လို့ထုံနေကြပုံစံမျိုးပေါ့နော်ကျွန်တော်တို့ right back ပေါ့နော် right back မှာတော့တည်တဲ့အတိုင်းပဲဟိုဖရင်မောင်ရှိတယ်ဖရင်မောင်တယောက်ပဲရှိပါတယ်ဘာလို့လဲဆိုတော့run seat လို့ရှိတယ် run seat ကတော့3မှာမဟုတ်ဘူးဆိုတော့နည်းနည်းလေးငယ်တယ်ပြီးရင်ပွဲတွေ့ကြုံလဲအရင်မရှိဘူးဆိုတော့ကျွန်တော်ကတော့ဖရင်မောင်ပဲဒီဟိုပါဘောနော် right back မှာ30ကျင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖရင်မောင်ကိုကျွန်တော်အခုအားနဲ့ဆက်လို့3တာဗျာဒီ right back ကိုတက်ပြီးတော့တည်တယ်မလား over လိုက်ခိုင်းတယ်ပြီးရင်ဖြတ်တယ်မောပေးပို့တယ်အဲ့လိုမျိုးဒီ right back မှာမ30ကျင်ဘူးဘာဖြစ်လဲဆိုတော့သူကပြေးရလဲကောင်းတယ်ဗျာအတက်ဆင့်မယ်ဒီလိုပဲဆော့သေးကျင်တယ်အဲ့ဆိုတော့ဖရင်မောင်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့ဒီခုချိန်အနေထားမှာ right back မှာအသင့်တော်ဆုံးကတော့ဖရင်မောင်လို့ထင်တယ်ပြီးရင်ဘယ်လိုရှိမလဲဆိုတော့ပြီးရင်တော့ဘယ်လိုရှိမလဲတည်တဲ့အတိုင်းပဲကျွန်တော်တို့ရွှေပင်းလေးညီနော်ခုနောက်ပိုင်းတော်တော်လေးဆိုးတယ်ပေါ့ဗျာတည်တယ်မလားနောက်တန်းတည်တဲ့အတိုင်းပဲကော်နာဒေးပေါ့ကော်နာဒေးရှိမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ကပရင်ဘန်နိုင်ရှိမယ်ပေါ့နော်ဘန်နိုင်ရှိမယ်ဒီ CB မှာတော့ဒီနှစ်ယောက်ပဲရှိတာတည်တဲ့အတိုင်းပဲဒီနှစ်ယောက်ပဲရှိလဲအောင်မလို့တော့ထင်တယ်နောက်လက်ဘတ်ပေါ့နော်ကျွန်တော်လက်ဘတ်မှာတော့အခုချိန်အနေထားကတော့ကာကတ်ရှိမယ်ရောဘင်ဆန်ရှိမယ်ကျွန်တော်အနေနဲ့ဒီဘက်မှာရောဘင်ဆန်ကတော့30ကျင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဘွဲကသိရမလားနိုင်ရမယ်အခြေအနေရောက်နေပြီသူကာကတ်ကိုပဲတက်ချောက်ထုတ်တာဗျာကာကတ်ကိုတက်ချောက်ထုတ်ကာကတ်ကောင်းတော့ကောင်းလာတယ်ဒါပေမဲ့ပြရတယ်ဆိုတော့ကျွန်တော်အနေနဲ့ရောဘင်ဆန်ကိုပဲ30ကျင်တယ်အဲကြောင့်မလို့ရောဘင်ဆန်တော့ထည့်မယ်လို့တော့ထင်တာပေါ့နော်အဲနဲ့ဆိုတော့အနေနဲ့ဒီဘွဲမနိုင်ရင်လည်းတော်တော်လေးအခြေအနေမကောင်းတဲ့ထဲမှာပါတယ်ဆိုတော့လေဟိုမှာအနီးပြအစ်စ်တွေပါတယ်စဉ်းစားနေပြီဆိုတော့နောက်တစ်ယောက်အနေနဲ့ကတော့ဂရာဘာဘတ်ပဲ30ကျင်ပါတယ်တည်တဲ့အတိုင်းပဲဒီကောင်ကွင်းလက်တစ်ဖန်လေးရတယ်တက်စင်ခုနောက်ပိုင်းအဲ့ဒီတက်စစ်လိုက်ပါပိုင်းလည်းတော်တော်လေးကောင်းတယ်ဆိုတော့အဲ့တော့နေကျွန်တော်ဒီဘွဲမှာကာဒီဂျုံးကိုမသုံးသေးခြင်းသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီဘွဲကိုအငြိမ်လေးပဲသွားသေးခြင်းတယ်ဗျာကာဒီဂျုံးဆိုရင်သိတယ်မလားတက်စစ်ရမ်းလိုက်တယ်ဟိုအရင်သိတယ်မလားဘယ်လိုပြောရမလဲဟုတ်ဗျာဂိုးကြတော့မရဘဲနဲ့အဲ့လိုအနားမှာနေပစင်လေးနဲ့ပုတ်နေတာများနေတာဆိုတော့ကျွန်တော်အနေနဲ့မက်လီစတာလိုမျိုးသိရမလားဒီမီကုတ်ထက်ရောက်တာနဲ့တန်းပြီးကစ်တဲ့အကောင်အဲ့လိုမျိုးပဲထည့်သေးခြင်းတယ်တစ်ချက်လောက်ပုတ်ပြီးကန်ထက်အဲ့လိုပုံစံမျိုးပေါ့နော်ကဲနောက်အလဲပေါ့နော် CM နေရာမှာကတော့Florian Wirtz ပေါ့နော် Florian Wirtz ကတည်တဲ့အတိုင်းပဲအခုနောက်ဆုံး၅ပွဲမှာတော်တော်လေးလည်းအဆင်ပြေလာပြီသူလည်းအဆင်ပြေလဲပြီးတော့ကျွန်တော်တို့ရဲ့ခြေတန်းတွေကဟိုတိုင်းပတ်ပါတကယ်သူလည်းဟိုအလဲမှာယုံအောင်အဲ့ဒီတောင်ပန်နေပြီးရင် striker တွေအဲ့လိုမျိုးကောင်းနေအကုန်လုံးကြောင်ပြောက်ကုန်အဲ့ဆိုတော့နောက်ပေါ့နော်ဒီလက်ဝဲright wing ပေါ့နော် right wing မှာတော့တည်တဲ့အတိုင်းပဲအဆိုစလိုက်မှသူထပ်ထဲအောင်မထင်တယ်အားနဲ့ဆလော့နေတာသူခြေလဲဆိုတော့လေကျွန်တော်လည်းကြိုက်ပါတယ်ဟိုနေ့ကတော့ပယ်နယ်တီဗျာသူလွဲသွားတယ်ဆိုတော့အကောင်းဆုံးကောင်သွားပြီးပယ်နယ်တီလွဲတော့ဘာပြောလို့ပြောမှမသိတော့ဖြစ်သွားတဲ့နေတာတွေရှိတယ်ကဲလက်ဝဲပေါ့နော်လက်ဝဲမှာကတော့တည်တဲ့အတိုင်းပဲသူမွေးသားကပ်ဖို့ရှိမယ်ဒီဘက်မှာတေချာပေါက်ထဲမှာခင်ဗျားတို့မျှော်ကြည့်လိုက်နောက် striker ပေါ့နော် striker တော့တည်တဲ့အတိုင်းပဲတယောက်ပဲရှိရလေသူနိုင်ဘယ်သူမှမရှိတော့ဘူးအဲဆိုတော့ဟို EKG အနေနဲ့ကျွန်တော်ကတော့ဒီဟို physical ဘိုင်းအနေနဲ့ဟိုဖြည့်ဖို့လိုမယ်လို့ထင်တယ်ဗျာဘာလို့လဲဆိုတော့ तू ကအဲ့လိုမျိုးမိနစ်80ကျော်80လောက်ဆိုရင်အမှသူလုံးဝပျောက်သွားပြီသိရမလားအဲ့လိုမျိုးပုံစံမျိုးဖြစ်တာဆိုတော့ပွဲချိန်ပြေးသူအရင်မကစားနိုင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့ဒါဆိုတော့ကျွန်တော်ရဲ့ဒီတစ်ပတ်ဒီမာဆေးနဲ့ချန်ပီယံလိပွဲအတွက်ခမ်းမလိုက်ရလေကတော့ဒီလူတွေထွက်မယ်လို့ထင်တယ်ပေါ့နော်ညီကိုတို့အနေနဲ့လည်းကိုမမှာရေးသွားလို့ရတယ်ပေါ့